င်္ဂလာဆောင်ကားဒီမှာဆိုင်ကယ်နဲ့ပန်းသွားဝယ်ရင်ဘယ်တော်တဆဖြစ်ပြီးသူတို့သမီးလေးဆုံးသွားခဲ့ပေမဲ့မင်္ဂလာပွဲကိုမဖြတ်ခဲ့ရှာတဲ့သူတို့သားလေးချီကူဗီယိုမှာမြင်နေရတဲ့အောင်ဖိုးလာပြည့်နဲ့မန်မီဆိုးဝင်းတို့ရဲ့မင်္ဂလာပွဲဟာဆိုရင်အခြားသောလက်ထက်မင်္ဂလာပွဲတွေနဲ့မတူပဲသူတို့သမီးရှိမနေတာကိုတတိထားမိချမှာပါမန်မီဆိုးဝင်းဟာ20ကျော်တူနဲ့တူဖြစ်ပြီးဒမှုဝဲရဲ့တမျိုးဖြစ်တဲ့ TikTok ပေါ်အပြော်ရန်ဗီဒီယိုတွေတင်လေးရှိသူလည်းဖြစ်ပါတယ်တို့ပေမဲ့ဒူမဟာလွန်ခဲ့တဲ့စနေနေ့9လပိုင်း29ရက်နေ့ဒူမမင်္ဂလာဆောင်ကန်ဤအချိန်မှာရှုပ်ဒီရဲ့ဘဝတစ်ပါးသို့ကူးသွားခဲ့ပါပြီပသိမ်ကြီးမြို့နယ်ဂုံနန်းရက်ကွက်နေဦးနီဒေါ်သိန်းဘောတို့ရဲ့သမီးဖြစ်တဲ့မန်ပေးစဉ်ဝင်းကမောင်ဖိုးလာပြည့်နဲ့မင်္ဂလာဆောင်ကန်ဤမှာဆိုင်ကယ်နဲ့ပန်းသွားဝယ်ရင်ရှင်မတော်တဆဖြစ်ကဆုံးပါသွားခဲ့တာဖြစ်ပါတယ်တို့ပေမဲ့ခင်မုန်းဖြစ်သူဖိုးလာပြည့်အနေနဲ့ကတော့မင်္ဂလာပွဲကိုမဖြတ်ခဲ့ပဲမန်ပေးစဉ်ဝင်းရဲ့သူတို့သမီးဝစ်စုံကိုပေးမှချလို့မင်္ဂလာပွဲလာသူတွေကိုအခန့်ခဲ့တယ်လို့တမယူကြမင်္ဂလာဆောင်တွေအတိုင်းနှစ်ဖက်ဆွေးမျိုးအပေါင်းအသင်းတွေနဲ့တပုံရိုက်ပေးခဲ့ပါတယ်။မမေစင်ဝင်းနဲ့ဖိုးလာဖြစ်လို့ရဲ့ဖြစ်ရဟာဆိုရင်ပရိသတ်တို့အဖို့ချစ်တော်သူတိုင်းမပေါင်းရပါလားဆိုတာကိုတတိချမ်းမိစေပြီးအနိစ္စတရားတင်္ဂါရတရားတွေကိုနှလုံးသွင်းမိစေပဲလို့ထင်မြင်မိပါတယ်။ချခုပသိမ်ကြီးမြို့နယ်မှာဆိုရင်သူတို့သမီးမပါတဲ့ဖိုးလာပြည့်နဲ့မေစင်ဝင်းတို့ရဲ့မင်္ဂလာဆောင်ဟာဟိုလီတချောချောဖြစ်နေပါတယ်။အချို့ကလည်းတေဆုံးသူလွတ်လွတ်လပ်လပ်ဘဝကူးနိုင်ဖို့သူတို့သားအနေနဲ့ဒီလိုမင်္ဂလာဆောင်မျိုးမချင်းပတင်ဘူးဆိုကထောက်ပြနေကြတဲ့လို့သူတို့ဇနီးမောင်နဲ့အပေါ်တနာဂီယူနာတက်နေသူတွေလည်းများလာပါတယ်ဆိုတော့ကကျွန်တော်တို့ news on break တို့ကရောမင်္ဂလာဆောင်ကန်ဒီမှာဆိုင်ကယ်နဲ့ပန်းသွားဝယ်ရင်ဘတော်ရဆဖြစ်ပြီးသူတို့သမီးလေးဆုံးသွားခဲ့ပေမဲ့မင်္ဂလာပွဲကိုမဖြတ်ခဲ့တဲ့သူတို့သားရဲ့လုပ်ရပေါ်ဘတို့ထင်မြင်မိပါတဲ့ခင်ဗျာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြဖို့လည်းဖိတ်ခေါ်ချင်ပါတယ်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတန်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။နောက်ရက်မှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။